UPG 4x4 အဲ့ဒီမှာဘာတွေပြောင်းလဲသွားမလဲပဒီကယ်တစ်တစီကိုတွေ့မြင်ရမှာဖြစ်ပြီးတော့မှတော်တော်လေးလှပြီးတော့တော်တော်လေးလည်းမိုက်တဲ့ကားတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ပန်နာဘော့ကိုအီရန်ကမှာတွေ့မြင်ရမှာပဲဖြစ်ပြီးတော့မှကျွန်တော်တို့တွေလေးပင်ပြင်ပေါ်မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့နေရာအနေငယ်ကိုလည်းကျွန်တော်တို့ပြောင်းလဲရမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်Lady Cခလုတ်တွေမှာပြောင်းလဲထားပါဖြစ်ပြီးတော့မှကျွန်တော်တို့ GS9 ဂန်းကိုလည်းအနေငယ်ပြောင်းလဲထားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့တွေဒီတော့အဲ့တော့တွေကပေါ့နော်ဒီ AMI ကိုလည်းအနေငယ်တူးပေးတာမှာဖြစ်ပြီးတော့မှရင်သူပြစ်လိုက်တဲ့ခါလည်းကြားလို့ရှိရင် anime shape ဖက်တွေတွေ့မြင်ရမှာဖြစ်ပါတယ်ပြီးတဲ့ခါကျလို့ရှိရင်ကိုတီမင်ကလိုက်ပြလိုက်တဲ့ခါအထိကိုလို anime shape ဖက်ကိုတွေ့မြင်ရမှာဖြစ်ပြီးတော့မှကျွန်တော်တို့ပစ္စည်းတွေကိုလည်းဒီပုံထဲမှာပေါ့နော်နေရာတကျတွေ့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာစနိုက်ပါပြစ်လိုက်တဲ့ခါကျလို့ရှိရင်လည်း damage ကိုအနေနဲ့တိုးရမှာဖြစ်ပြီးတော့မှကျွန်တော်တို့ဒီရဲ့ unfortunate တနက်ကိုလည်း damage ပြင်းလာမှာဖြစ်ပြီးကျွန်တော် shotgun ကိုလည်း damage shot လိုက်မှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ 4x4 ရဲ့ပြောင်းလဲမှုတွေကိုသိပြီးလို့တကယ်ကျုံနေတယ်ကျွန်တော်ထင်ပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ပြန်ဆုံးရအောင်ဗျ